ကျော်မြထုတ်ထမ်းဝယ်ဖြစ်တောက်တုံမြခိုင်းဝယ်ဖြစ်ရေးကြတဲ့ခိုင်းစီအားမနာ ဟေးရရတာလင်းရအချိန်လိုပါသေးတယ်တာရဲ့ တွေ့ရတော့ဝမ်းသာပါတယ် ဝမ်းသာပါရှင် ကျွန်တော်ရွှေသေးစင်ဆိုင်ရနေကျူဆိုပါရယ်ဟေး တချို့တခုနှုတ်ဝထားတယ်လို့ပဲနော် ထူးထူးဆန်းဆန်းအဖြစ်ပြက်တယ်ဒီမှာညာတိုင်းကြုံနေကြအခုနေဝင်တော့ငါတို့အကုန်လုံးပြန်လင့်နေပြီလေကွာ น้องผู้เอ๋น้องผู้တော်ရင်မြင့်မတွေ့ရအောင်ကြောက်ရင်နော်ကဲအားလုံးပဲကိုပစ္စည်းကိုအဆုံးလေးပါလာသေးကြပါလား ဟုတ်ပါပါဒီချက်တော်သေးရဗောအခုမှပဲစိတ်အေးရတော့တယ်ပုံမိမကြီးဒေါ်ဒူဘီကင်စိုးမိုးနေတဲ့ဆိုင်ကြီးကိုပြန်သွားကြမှာလို့ တင်းမြန်အဲ့လိုမပြောအောင်လေသူကတချို့တော့အလုပ်ရှင်လေးတာဒီချက်မှာဘလို့ဆက်ဆက်တော့ချင်နာလည်းပေးလို့ရတယ်တာရဲ့အရေးကြီးတာတချို့တော့သူ့သေးလောလုပ်ငန်းအောင်မြင်ဖို့အရေးကြီးတယ်ဒါကိုပဲအောင်စိုက်ကြပါ ဟိုဘာလို့လဲခင်ဗျာ ညတော်ပါတက်လားမနေ့ကျွန်တော်တို့ကားမောင်းဖို့တဲ့ခိုင်ပါအောင်နင်းမလာဘူးလား မင်းကသူ့ကိုလွမ်းနေရကြောက်ရ အာ မင်းကသူ့ရဲ့တက်ကြတဲ့စိတ်တွေကိုလွှဲနေရမလား အာကွာနေတော့ကွာလက်စိတ်ထားမကောင်းတဲ့လူကြီးအလကားတွေဒေါသပဲထွက်နေတာလေဟုတ်လားနင်တို့လည်းတွေ့နေတာ ဒီကညီလေးကကိုကိုအသက်ကိုပြောလာတယ်လေသူကနည်းနည်းတော့ကြောင်မိမဲ့တော့တော့ကောင်းပါရဲ့ဒါပေမဲ့ဒီနေ့မနက်သူအလုံးမလာဘူးလေအဲ့ဒါနဲ့ဆရာအကိုကားမောင်းပေးဖို့ပြောလို့ကိုလည်းအခုညီလေးနဲ့လိုက်လာတာပေါ့ ခမရသာသဘောကောင်းနေပြောနေတာမနေ့ကအိမ်ပြန်နောက်ကြလို့ဆိုပြီးပွားစီလုပ်နေတာတလန်းလုံးပဲဒီမနေ့လည်းစောစောလာမယ်ဆိုအခုမလာဘူးမလား ကြည့်ရတော့ညရှီကစ်တာများပြီးတော့မထလိုက်ရဘူးဒီပါကွာ ဒီချက်ဟိုတန်းနဲ့လေမနေ့ကဖြစ်ခဲ့တဲ့မတော်တဆမှုတွေတမျိုးဘာဆက်လုပ်ကြမလဲ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခဏတော့ထားလိုက်ပါအောင်သမီးရဲ့အရေးကြီးတာချေတို့တော်တဲ့အိမ်ပြကြီးထဲမှာလူစားရှိရတယ်ပြီးအောင်လုပ်လိုက်မယ်လေနောက်မှပဲရွာနေချုပ်ဆက်မှာလိုက်ပြီးစုံစမ်းကြတာပေါ့ ဟုတ်ကဲ့ ငါဘယ်ကိုရောက်နေလဲငါဘာလို့ဖြစ်ခဲ့ရလဲဒီတော့ဘယ်လိုရှိကြလဲဗျာဟာကဲကြပါဦးဗျာကဲကြပါဦးဗျာကျွန်တော်ကူညီကြပါဦးဘယ်လိုလဲချင်းနေပြီကတော့ကြပါဦးဗျာကဲကြပါဦးဗျာ ဆရာမဒီနေရာအဆင်ပြေရလား
ပြေပါတယ်လူရာလေးကျမဖြည့်လိုက်ပါမယ် ဟုတ်ကဲ့ပါဆရာမဟိုလိုအပ်တာရှိတယ်ကျွန်တော်ကိုပြောပါ ဟုတ်ကဲ့ပါ ဒါနဲ့ तू ကကျွန်တော်တို့ရွှေသစင်ဆိုင်ကအိမ်ကူအေးနေပါဆရာမတို့ရဲ့ဝေယဝစ္စကိုတာဝန်ယူပေးဖို့ခေါ်လာတာပါ အော်မလုံးကျမတို့ကိစ္စကျမတို့စီစဉ်နေပါတယ်မလိုပါဘူးကိစ္စမရှိရတယ် ဘာပဲဖြစ်ဖြစ်ပေါ့ဆရာမရေ तू ရှိနေတော့ဆရာမတို့အလုပ်တွေကိုနောက်ဆန်တင်းဆရာမလို့ပဲအေးဆေးဆေးလုပ်လို့ရတာပေါ့ဆရာလည်းဆရာမတို့အဆအရာအားလုံးအဆင်ပြေအောင်စီစဉ်ပေးလိုက်တာပါ အေးလေဦးနေဖို့နဲ့အစားအရာကူညီတာဆိုတော့လေကျမလက်ခံမှာပေါ့ဟိုဆရာမတို့ကူညီဆောက်ရှောက်မဲ့အင်းကြီးကိုလည်းကျေးဇူးတင်နေနော် ဆရာမအဲ့ဒါကျွန်တော်ခွင့်ပြုပါအောင် ဟုတ် ဒီချက်ဒီနေရာလေးမစိုးဘူးနော် ဘာစိတ်ကူးနဲ့များဒီတော့ရင်ထဲမှာဒေလာဆောက်ထားတယ်မသိဘူးနော် ကဲဘာဖြစ်ဖြစ်အင်ရှင်ကတော့အဝေကျင်နေပြီဧည့်သည်တွေတာဝန်ကျေဖို့လိုတယ်နော် ဟုတ်ကဲ့ ပစ္စည်းတော့တယ် ဟာ ဘာလို့စဉ်းစားနေရလဲကိုကို ဒီနေ့မနေ့စောစောပဲသူတို့ထွက်သွားကြပြီလေရူဘီဝမ်းတာနေမလား ဒါဖို့ကိုကိုရဲ့ရူဘီလိုချင်တာလဲအဲ့ဒါပဲလေအဲ့ကိစ္စနဲ့ပတ်သက်လို့ရူဘီမှာအပြစ်မရှိပါဘူးနော်သူတို့ရဲ့ဒီကိုဘာရွယ်ချက်နဲ့လာလဲဆိုတာရူဘီအခုချိန်ကြီးသိချာမသိရဘူး ကိုပြောပြီလေကွာကိုကုမ္ပဏီတွေ research လုပ်ဖို့ကိုဖိတ်ထားတာလို့ ကုမ္ပဏီအတွက်ဟုတ်လားကုမ္ပဏီမှာထုတ်နေတဲ့ဆေးဝါးတွေလည်းပြည့်စုံနေပြီးသားလေရန်ကုန်မှာလည်းခင်မီဓာတ်ခွဲကိုင်းတစ်ခုလုံးရှိတယ်အဲ့မှာမလုပ်ဘဲနဲ့ဘာလို့ဒီမှာလာလုပ်တာလဲ အဲ့ကိစ္စတွေအားလုံးရူဘီကိုကိုပြောလဲပြောပြီးရှင်းလဲရှင်းပြပြီးကွာကိုအလုပ်ကိစ္စနဲ့ပတ်သက်ပြီးရူဘီကိုရှင်းပြတယ်ရူဘီကစိတ်မဝင်စားပါဘူးနောက်မထောင်ချင်ပါဘူးလို့ပြောနေကြပဲလေ အမှန်ပဲလေထားပါကိုကိုအလုပ်ကိစ္စရူဘီစိတ်ဝင်စားအောင်အဲ့မိမကြီးမျက်နှာကိုမမြင်အောင်သာကိုကိုလုပ်ပြီး အဲ့တော့မဖြစ်နိုင်အောင်ရူဘီမွေးနေလာဖို့အတွက်ကိုအားလုံးဖိတ်ထားတယ် အဲ့ဒါဆိုလဲတခြားသူတွေအကုန်လုံးလာလို့ရတယ်အဲ့မိမကြီးတယောက်တည်းကိုပဲတောထဲမှာမနေခဲ့ခိုင်းလိုက် အမေကနောက်ကျတော့မှာပဲဆောင်းမကရေးကြည့်ရဲမခင်ဆောင်းမကြမှာဘယ်လိုပြေးရမလဲမသိဘူးဟဲ့အဲ့ဟုတ်ကျေးဇူးတင်ပါတော့ကိုဆောင်းမနောက်ကျနေလို့ ရပါတယ် ဟုတ်ကျေးဇူးပါအဲ့မော်ဘာတစ်ခါဆောင်းလိုက်ပါလားနော် အော်နေပါသေးရပါတယ် ဟုတ်ရပါတယ်တူတူဆောင်းသွားလိုက်မယ်လေနော် ဟုတ်ဒီထဲလားဆောက်ရကွာကိုကားထဲမှာထီးသွားယူနေလို့ ရပါတယ်အခုတကယ်ဆိုတော့ အမောခင်ဗျားဆင်မြဲလား ရပါတယ်ကျွန်တော်မှဒီ jacket ချင်းကိုဆင်ပြီး အဲ့ဆိုကျွန်တော်အရင်သွားနေလိုက်မယ်နော်ဟုတ်သွားဘယ်ဘုန်းကနေရလဲဒီမှာဖုန်းလည်းမပြီးဘူးလေ အဖေနဲ့မောင်လေးစီကိုဆက်နေတာမိုးတွေလည်းရမ်းကြီးနေတော့အဖေတို့ညောက်လဲဆိုစိတ်ပူလို့ အဲ့ဒီမောင်လေးအသက်ဘယ်လောက်ရှိလဲ ရှင်းနေကုန် ဩဒါမှလည်းရမ်းနေကြဘူးပေါ့သူစင်ကြည့်ပါပါ မ
လွန်ခဲ့တဲ့လလောက်ကရွာမှာထူးဆန်းနိုင်ဖြစ်သွားလို့ကိုရဲ့ ဟုတ်လားခုနကလေဘာဖြစ်လာ ရွာမှာပထမတော့ခွေးနွားတွေကြောက်တယ်ဟိုဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှမသိကြဘူးနောက်တော့တောလိုက်တဲ့မုတ်ဆိုးတွေရောလူတွေရောပျောက်ကုန်ကြတာ လူတွေကဘယ်နဲ့တော့ကြောက်သွားလဲ 3 လောက်ရှိရလို့ပြောတာပဲ တို့တွေကိုဝိရိယရှာလို့တွေ့သေးလား မတွေ့ဘူးအကိုရဲ့ သူတို့တခြားတစ်မျိုးတွေကပြောင်းသွားတာမျိုးရောဖြစ်နိုင်ဘူး အဲ့လိုတော့မဖြစ်နိုင်ဘူးသူတို့တွေကတောထဲမှာပဲပျောက်သွားကြတာပြီးတော့အင်းဒီလိုရွာမှာလောလောငန်းငန်းနဲ့စားတော့လို့အဆင်ပြေရလေတချို့ကျတော့အမဲလိုက်တယ်တချို့ကျတော့စိုက်ပြွေးလုပ်တယ်အနည်းဆုံးတော့စက်အိမ်မှာအလုပ်လုပ်ကြတယ်အဲ့ဒါကြောင့်တခြားတစ်မျိုးတွေကပြောင်းပြီးတော့အလုပ်လုပ်မှာတော့မဟုတ်ဘူးတော်များတယ် ဒါဆိုသူတို့ကဘယ်ရောက်သွားကြလဲ အဲ့ဒါလည်းဘယ်သူမှသိချာမသိဘူးဟိုအင်းဒီတောင်မှစက်အိမ်ရဲ့အစီကန်းဆိုတော့ရွာခဏခဏပြန်လို့မရဘူးလေစက်အိမ်နားမှာလာတဲ့ရွာသားတွေကပြပြလို့ဒီเจ้าနေသိရတာ ဒါဆိုရင်တော့ကိုတို့တွေအင်းမီတို့ရွာကိုသွားပြီးတော့စုံစမ်းကြည့်ဖို့လိုနေတယ် ဘာဖြစ်တယ်မင်းလုံမပေးနိုင်ဘူးဟုတ်လားမင်းအခုဘယ်သူနဲ့ပြောနေလဲဆိုတာကိုမင်းသိရငါပါတီပွဲကိုအရေးကြီးတဲ့ဧည့်သည်တွေလာအဲ့တော့မနှက်ဖြန်ငါပါတီပွဲကို channel မှာလုပ်ချက်မိုးရွာနေတာငါသိတယ်ဒါပေမဲ့မင်းဟာမင်းမိုးကိုတက်ရအောင်လို့ဒါမှမဟုတ်လည်းကြိုက်တာလို့ငါကယူမဆိုင်ဘူးမနှက်ဖြန်ငါပါတီပွဲကို channel မှာလုပ်လို့ရအောင်လားစီစဉ်နားလေနော်ဒါပဲဝင်းနေပွဲလေးတစ်ခုစီစဉ်ရတယ်လူအသေးချင်းစိတ်ကိုပေါက်သွားစိတ်ဖိစီးမှုတွေများပြီအသက်တောင်ပိုကြီးသွားလားအောင်မရတော်လုံးဘူးရှင်အခုတလောကျမယောက်ျားနဲ့တိုးမောင်တပူးတွဲနဲ့ဘာတွေတိုင်မင်နေကြရှင်သိလား မသိဘူးမလေး ရှင်ကလည်းမင်းလာရင်ဘာမှမသိဘူးဆိုတာကြီးသူတို့တွေကျမမသိအောင်များဘာတွေကြိတ်ပြီးတိုင်မင်နေကြရလဲမသိကိုကိုကိုမေးလာရင်လည်းဘာမှမဟုတ်ပါဘူးလို့ပြီးစိတ်မပူပါနဲ့ဆိုတာကြီးပဲရှော့ရှော့ချကျမကသူ့ဇနီးလေသူ့ကိစ္စတွေအားလုံးကျမနဲ့တိုင်မင်နေတာပေါ့ ဟုတ်တယ်လေမလေးအဲ့ဒါဖြစ်နေတာပေါ့ ဒါဖြစ်ရင်ကိုကိုနဲ့ပတ်သက်သမျှကိစ္စအားလုံးရှင်ဘာမှမသိဘူးပေါ့ မသိပါဘူးမလေး ဟိုသူတေသနာပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ အဲ့ဒါလည်းမသိဘူးမလေး ဖယားကြီးရှင်လည်းဘာမှမသိတာပဲနော်ကဲလှုပ်ရှားရှိရသွားလို့တော့ သူတို့ရဲ့ပစ္စည်းစုံနေရှိရဲ့တို့ကအားလုံးလုပ်ပြီးလဲ ဟုတ်ကဲ့ပါဆရာအားလုံးစုံအောင်ကျွန်တော်တခြားစီစဉ်ထားပါတယ် နေရာထိုင်ရတော့အဆင်ပြေရတယ် အစစအရာအဆင်ပြေအောင်ကျွန်တော်တခြားစီစဉ်ထားပါတယ်ဆရာအဲ့ဒါဆိုကျွန်တော်ဘာဆက်လုပ်အောင် ခုလောလောဆယ်တော့စောင့်ကြည့်ကြတာပေါ့ ကဲရှာဖွေရတဲ့အားလုံးကိုသိဆက်မယ်ပြီးရင်ကွန်ပျူတာထဲကိုထည့်ကြမယ်နော် ဟုတ်ကဲ့တီချာ โอเคပါ ကြောင်မြပါလဲချက်ပါပြောချင်လို့လဲ ဟိုတချေဟိုအင်းဒီယာရွာကိုပြန်ဖို့အတွက်လိုအပ်နေတဲ့တချေအဲ့ဒါကျွန်တော်သူ့ကိုပြန်ဖို့အတွက်ဖော်လိုက်သွားခြင်းလို့ အခုလား အခုမဟုတ်တချေခဏနေမှာ အေးသွားရင်သွားလေ ဟုတ် နင်းကြောင်မြတခုတော့ရှိရနော်အင်းကြီးဟာတစ်ချက်လက်အောက်လူမဟုတ်ဘူးလေဟိုသူ့ကိုခေါ်မယ်ဆိုရင်တော့တိုးမောင်နဲ့သူ့တပည့်ဆရာတယောက်စီခွင့်တောင်းပြီးမှခေါ်လို့ရမှာပေါ့ ဟိုတချေဟိုကိုတိုးမောင်နဲ့သူ့လူတွေစီကခွင့်တောင်းလို့ရမှာမဟုတ်ဘူးတချေသူတို့ကအင်းဒီကိုရွာပြန်လွတ်မှာမဟုတ်ဘူးဟိုပြီးတော့ကျွန်တော်တို့ကနည်းနည်းလေးမှောင်မသွားမှာဆိုတော့ကိုတိုးမောင်တို့တောင်းပြောပါနဲ့တချေနော် မဟုတ်သေးဘူးလေကြောင်မြရဲ့စိုင်းပိုင်ရှင်ဒေါ်ရိုဘီခင်ကတခြားတို့မြန်မုံကျိုးနေတာလေသူတို့စီကခွင့်မတောင်းမဲ့တော့အင်းကြီးကိုခေါ်သွားတော့မဖြစ်ဘူးသူတို့စီမှာခွင့်တောင်းမှရမှာ တချေအဲ့လိုဆုံးဖြတ်မယ်ဆိုရင်လည်းကျွန်တော်ဘာမှစောရကတက်စရာတော့မရှိပါဘူးတချေဒါပေမဲ့ကျွန်တော်အင်းဒီအတွက်ပဲစိတ်မကောင်းတာတချေ
तू ကလေဟိုသူ့ဖေအိုကြီးနဲ့သူ့မောင်လေးကိုအရန်စိတ်ပူနေရှာတာဟိုပြီးတော့လေဟိုဒီအပိုင်းတွင်းဟိုရွာမှာလူတွေပျောက်နေတယ်ဆိုပြီးတော့ तू ကသူ့မိသားစုအရန်စိုးရိမ်နေတာဒီချေ ရွာသားတွေပျောက်တယ် ဟာဟုတ်တယ်ဒီချေဟိုကြံခဲ့တဲ့တစ်ပတ်လောက်ကပဲသူတို့ရွာမှာရွာသား3ယောက်ပျောက်သွားတယ်တဲ့အားကြောင့်အင်းကြီးကသူ့ဖေနဲ့သူ့မောင်လေးကိုအရန်စိတ်ပူနေတာဟိုသူ့တထေးတွေကလည်းလေးလာနေမှာတစ်ခါတော့ပြန်လွတ်တာဆိုတော့ तू စိတ်ပူမယ်ဆိုလဲစိတ်ပူရှာမှာပေါ့အင်းကြီးတော့တနာပါရဲ့ဒီချေကျွန်တော်ကသူ့နေရာမှာဆိုရင်လေဒီလိုပဲခံစားရမှာ အဲ့လိုဆိုတော့တွားရင်လည်းတွားလေတညကြီးပဲနော် ဟာဟုတ်တယ်ကျေးဇူးတင်ပါတယ်ရှင် နေပါဦးအင်းကြီးကသူ့ရွာကိုအရေးကြီးပြန်လာတော့ဟုတ်ပါပြီမင်းကဘာဖြစ်လို့အဲ့လောက်အရေးကြီးနေရလဲဘာဖြစ်လို့အင်းကြီးရွာအဲ့လောက်လိုက်ချင်နေရတော့ အိုးဟိုဒီဟိုအဲ့ဒါလေဟိုကျွန်တော် ကျော်များအချက်မေးမယ်နော်အမှန်တိုင်းဖြေနော် ဟုတ်တယ် မင်းအင်းကြီးကိုသဘောကျနေမှာလား ဟိုဟုတ်ပါလိမ့်ရှင်ကျွန်တော်အင်းကြီးကိုစိတ်ဝင်စားနေတာ ကျော်များတော့စနော်ကိုလုံးမဲ့လုပ်ငန်းအကောင့်ထဲဖော်ရမသိသေးဘူးကျော်များရဲ့နှုံးသားကိစ္စတော့အကောင့်ထဲစဖော်နေပြီဒီချက်နာမည်ပြောင်းတော့မလုံးနဲ့နော် စိတ်ချတယ်ရှင်ဒီချက်နာမည်ပြောင်းကျွန်တော်ဘာမှမလုပ်ဘူးလို့ခရီးပေးတယ်ရှင်စိတ်ချ ခဲပါမင်းတို့လည်းကိစ္စတစ်ချက်ဝင်မပါပါဘူးကမလေးလက်မတေချာဆောက်ချပြီးခေါ်ပါနော် ဟုတ်ကဲ့ပါဒီချက်ကျေးဇူးတင်ပါတယ် 哦，လက်မကြည့်လက်မကြည့်မျက်လုံးမိတ်တာ ဘာဖြစ်လို့လဲကို အော်မျက်လုံးခဏမိတ်တာ ဟာမိတ်ပြီကွာကဲမိတ်ပြီ မိတ်တိုင်းပါလားခဏလေးမျက်လုံးမိတ်တာ ဘာလို့မို့လဲကို အာခဏလေးပြမယ်ဘာလို့လဲဆိုတာ ဟာဘာကြီးလဲကိုဟင်မျက်လုံးဖွင့်လို့ရပြီ မလုံး ဖွင့်လိုက်တော့ မဖွင့်နဲ့ကိုအောင်ရပြီဖွင့်ကြည့် ဟာကိုကကိုချိုက်ကိုသိတာပဲဟမ် အာဒီခေလားဒီခေကြိုက်တာ တကယ်ကြိုက်တာပေါ့ အော်တော်သေးတာဗောမသိပါဘူးကိုက accessory ပဲတိတ်မလို့ကိုကမနေ့ကတေချာရွေးလာတာကိုကြိုက်ပါမလားဆိုပြီးတော့ ကြိုက်တယ်ရမ်းကြိုက်တယ် တော်သေး Happy birthday နော်ကိုအခုပိုးဝယ်ရတဲ့ဒီဆွဲကြိုးလေးကိုတက်တက်လုံးမထားမယ်နော်အမြဲဘယ်တော့မှမချွတ်ဘူးဂတိ ဂတိကျေးဇူးပါဦးလေး ဒါအင်းကြီးတို့ရွာပဲလေအဖေတို့ကရွာစုံမှနေကြတာ အာ အင်းကြီးကိုရွာကိုပြန်ခွင့်ပြုတဲ့ဆရာမကြီးကိုရောအကိုကိုရောဘယ်လိုကျေးဇူးတရားမှန်းတော့မသိတော့ အာမဟုတ်တာပဲအင်းဒီရဲ့အကူအခုလိုကူညီခွင့်ရတာကိုပဲအရန်ဝမ်းသာလာပြီအော်ဒါနဲ့အင်းဒီကငငယ်လေးကအခုချိန်ထိဒီရွာမှာပဲနေလာခဲ့တာလား ဟုတ်တယ် ဒါဆိုလို့ရှိရင်ဒီရွာမှာလူပြောင်းမှုတွေဖြစ်တာသိမကြသေးဘူးနော် အကိုဒီကိုလိုက်လာတဲ့အဓိကအဲ့ဒီကြောင်သိကြတော့မှာလား အော်ဟိုအဲ့လိုလည်းမဟုတ်ပါဘူးအင်းဒီရဲ့ဟိုဒါမဲ့လေအကူအဲ့လူတွေဘာလို့ပြောင်းနေလဲဆိုတော့အရန်သိချင်နေတာ အဲ့ဒါတော့အင်းကြီးလည်းတခြားမသိဘူးအင်းကြီးထက်အင်းကြီးအဖေကပို့ပြီးသိမယ်ထင်တယ်ဟ
ဟိုအဖေနဲ့တွေ့မှမေးကြည့်လေနော် ဟာ ကဲမောင်ရင်တောင်းစောင်း ဟုတ်ကဲ့ဗျ ဦးသမီးကိုအခုလိုအိမ်နိုင်ရရောက်လိုက်ဖို့ပြီးတဲ့အတွက်မောင်ရင်ကိုကျေးဇူးထူးတင်ပါတယ်သမီးလှုပ်လှုပ်တဲ့ဆိုင်ကြီးကိုဦးလည်းနှစ်ခေါက်ရောက်ခဲ့သေးတယ်အဲ့ဒီကအဆောင်တွေကဦးကိုပေးမတွေ့တာနဲ့ဦးလည်းလှည့်ပြီးပြန်လာခဲ့ရတာအေးကွာဆင်မပြေပါမလားလို့စိတ်ပူနေတာ အင်းကြီးကလည်းဥလိုသားဖောက်ကိုရမ်းစိတ်ပူနေတာဦးကြီးရဲ့ပြီးတော့အခုရက်ပိုင်းတွင်ဦးတို့ရွာမှာရွာသားတွေတယောက်ပြီးတယောက်ပျောက်နေဆိုပြီးတော့အင်းကြီးကျွန်တော်ခဏခဏပြောပြရဦး အေးဟုတ်တယ်ကွာအဲ့ဒီတော့ကတစ်နှစ်ကိုလူတစ်ယောက်တော့စားတယ်ကွာနောက်ပြီးဦးကြီးတို့ကလည်းအဲ့ဒီတော့တည်းကဟင်းသီးရွက်တွေသားကောင်တွေကိုအမိပြုတ်ပြီးတော့နေကြရတာဆိုတော့အပြန်လှန်တော့ကျေးဇူးရှိကြတာပေါ့ကွာနောက်ပြီးဒီတစ်ခေါက်ပျောက်တာတော်တော်လေးတော့ထူးဆန်းနေတယ်ကွာလူတွေတင်မကဘူးအိမ်မွေးတိရစ္ဆာန်တွေပါပျောက်နေကြတာဆိုတော့တော်တော်လေးတော့ထူးဆန်းနေတယ်ကွာနောက်ပြီးတော့ဒီတစ်ခေါက်ပျောက်တာတစ်ယောက်တည်းမဟုတ်ဘူး3ယောက်မှ3ယောက်ဖြစ်နေတယ် စဉ်းစားကြရဦးကြီးမနေ့ညတော့ကျွန်တော်တို့ကားမောင်းပို့ပြီးတဲ့ driver လေသူ့နာမည်သူကလေဥက္ကုတ်တဲ့သူလည်းဒီရွာမှာနေတာပဲလို့ပြောတယ်သူဆိုလို့ရှိရင်ဒီနေ့မနေ့အလုပ်ကိုမလာတော့သူဘာဖြစ်နေလဲဆိုတာကိုဦးကြီးသိလား ဥက္ကုတ်တက်ကိုမင်းတို့ကသိတယ် ဟုတ်သိတယ် သူကဒိုးရွာရဲ့မြောက်ပိုင်းမှာနေတာဒီကွာဦးလည်းနောက်ပြီးမှပဲသူ့အိမ်ကိုသွားပြီးတော့အကျိုးကြောင့်မေးကြည့်လိုက်အောင်မယ်မောင်ရင်ပြောသလိုသူပါတကယ်ပျောက်သွားပြီဆိုရင်တော့ဦးတို့ရွာ4ယောက်ဖြစ်သွားပြီအဲ့ဒီဖိုင်နဲ့ခုချက်ချင်းရောက်မလာသေးဘူးလားကွာနောက်ကြောက်လို့မဖြစ်ဘူးနော်တကယ်လို့နောက်ကျသွားမယ်ဆိုရင်မင်းနဲ့ငါနဲ့စီစဉ်ထားတဲ့ပွဲကနောက်ဆုံးပဲဖြစ်သွားလိမ့်မယ်နော်မင်းမလာခဲ့ကွာညီလေးတခြားလို့လာအောင် ချမ်းမြေ ရှိခဲ့တာမင်းချင်းဘူး မင်းရဲ့အပြင်စင်တွေကအရန်ကိုမိုက်နေပါလားခန္ဓာတက်ရက်ပြီးတော့အမှုပညာမျက်စိပိုရှိလာတယ်မမတော့မင်းရဲ့အပြင်စင်တွေကိုအရန်ကိုကြိုက်သွားပြီ ကျေးဇူးတင်ပါတယ်မမရဲ့မွေးနေ့ပွဲဆိုတော့ကျွန်တော်ထူးခြားလေးဖြစ်အောင်ပြင်ဆင်ထားတာကြပြီးတော့မမရဲ့ပွဲကတခြားပွဲတွေထက်ပိုပြီးခမ်းနားကြည့်ကျင်တင်တယ်လေ အဲ့ဒါကြောင့်မလို့လဲမမရဲ့မွေးနေ့ပွဲတိုင်းမင်းနဲ့ပဲအပ်တာပေါ့မင်းကမမအကြိုက်ကိုသိရလေ မမစိတ်ချမ်းသာရဲဆိုရင်ကျွန်တော်ပြမရကြနှက်ပါပြီဗျာ ဟုတ်ပြီလေမမရဲ့မွေးနေ့ပွဲမှာဘာလေဟင်းမှမကြားချင်ဘူးနော် ဟုတ်ကဲ့ပါ အားလုံး perfect ဆိုတာပဲလိုချင်တယ်ရောက်လာတဲ့ဧည့်သည်တိုင်းဟာ Ruby King ရဲ့မွေးနေ့ပွဲလိုမျိုး perfect ဖြစ်တာကိုပဲကြားချင်တာသဘောပေါက်တယ်နော် စိတ်ချအောင်မရဲ့ကျွန်တော်ချမ်းမြို့ပါအားလုံးတေချာပြင်ဆင်ထားပါတယ်ဗျဟောဒါနဲ့မကျွန်တော်ဝိုင်းနေတေချာလိုက်စီကြည့်လိုက်တော့ဝိုင်းတိုးထားတာတွေ့ရတယ်ဗျပြီးတော့အဲ့ဝိုင်းကလည်းကျွန်တော်ဧည့်သည်စင်းနဲ့မပါဘူးဗျ ဟုတ်တယ်လေကိုပေါ့သူ့ရဲ့သူ့ဒေသနာပညာရှင်တွေကိုဖိတ်ထားတာအဲ့ဒါကြောင့်မလို့ထည့်ပေးလိုက်ရတာသူတို့တော့ဘယ်နေရာထထအဆင်ပြေပါတယ်မင်းကြိုက်တယ်လို့သာစီစဉ်ပေးလိုက် ဟုတ်ကဲ့ပါဗျ တီချာကိုမွေးနေ့ပွဲမဖိတ်ဘူးဆိုရင်ဘို့လည်းမသွားတော့ဘူးလေတီချာကိုတို့မောင်ဒေါ်ရူဘီခင်ကိုပြောပေးပါမွေးနေ့ပွဲဖိတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ကျမတို့တော့မလိုက်တော့ဘူး မဟုတ်ဘူးတမီပိုးရီသူအဲ့လိုမဟုတ်သေးဘူးလေတမီတို့ကရွှေသင်းဆိုင်ရဲ့ဧည့်သည်တွေလေအင်ရှင်အဲ့လိုအဲ့ဝေချင်မှာတော့တမီတို့ကသွားမှုတောင်းဝင်ရှိတာပေါ့ တီရှပ်တော့ဖိတ်တယ်နဲ့လေလူမျိုးလုံးဝဖြစ်တယ် တီချက်ကိုမဖိတ်လေဘာဖြစ်တော့ပါတီပွဲမှာလူတွေအများကြီးဆိုတော့တီချက်ကိုတတိထားမိတော့မဟုတ်ပါဘူး ဟာမင်းဘယ်လိုပြောလိုက်တာလဲတက်မြတ်ဆိုတာတီရှပ်ကိုရည်တူမဖိတ်တဲ့ကွယ်ဘူးတီရှပ်ကိုသွားစေချင်တာလား ခဲပါတီချက်တော့နဲ့အဲ့လိုအမြင်ပွားမနေကြပါနဲ့ ဟုတ် sorry ပါတီချက်ကျွန်တော်ဘာရင်ဟုတ်တယ်မပြောလိုက်တာပါတီချက်ရဲ့တိတ်ခါကိုစော်ကားဆိုဖြစ်သွားတယ်တောင်းပန်ပါတယ်တီချက် ကျွန်တော်လည်းအားနာပါတယ်မမလေးကဆရာမတစ်ယောက်တည်းကိုပဲပွဲမတက်ဖို့မှားလိုက်တော့ပါ ကျမကဒီမှာအလုပ်တွေအရမ်းများတာရှင်ကျမအဲ့လိုသွားတာထဲဒီမှာနေခဲ့တာကျမတို့ပို့အဆင်ပြေလို့ပါရှင် ဒါပေမဲ့တီချာပို့တို့တီချာကိုတယောက်တည်းထားခဲ့ဖို့စိတ်မချအောင် ဒါဆိုကျွန်တော်လည်းတီချန်နဲ့တူနေခဲ့မယ်လေဒီမှာ မင်းပါတီပွဲမှာသွားချင်တာသိကြလား သိကြတယ်ချေသိကြတယ် ဒါဆိုနေခဲ့တီချက်ရဲ့အဖော်ရတာပေါ့
ဒါဆိုအားလုံးအဆင်ပြေသွားကြပြီပေါ့အဲ့ဆိုရင်ကျွန်တော်ပြန်လိုက်ပါအောင်မယ်ပါတီပွဲကြမှာပဲတွေ့ကြတာပေါ့နော်ခွင့်ပြုပါဦးဆရာပါရူဘီသေးဘူးလားဟာအောက်မှာဧည့်သည်တွေရောက်နေပြီနောက်ကျနေအောင်မ ပြီးပါပြီကိုကိုရဲ့အဲ့ဒီဧည့်သည်တွေကဘာမှလုပ်လို့ရအောင်စားဖို့တောက်ဖို့လောက်ပဲလာကြသူတို့ဟာသူတို့စောင့်စီပေါ့ အဲ့လိုလည်းပဲဟုတ်ပါမလဲကွာမိမအရန်ကိုလှနေပါလား ဟုတ်လို့ကိုကိုအဖွားကြီးအိုပုံပေါက်နေမှမသိဆုံးမအိုကြီးလည်းများတူနေလား မတူပါဘူးကွာငါမိမချောတော့လှတော့ခုချိန်ဒီလူပြိုနေတော့ရူဘီ Happy birthday Switch me out later. Thank you, darling. Come on. Cô Ruby ở đây đi on thao. À chào Ruby cô chết. Sao Julia Ruby này dáng của lại đời. Nó sợ biến hóa ra mình đấy cô. Ruby 如果以前锻炼了，可不我们看那多了，啊？给他了。ဟုတ်လေပိုးတို့လေတော်ရူပြီးခေအောင်မွေးနေ့ဆူတောင်းစကားလေးပြောပြီးလို့ရှင်ခဏလောက်နေပြီးပြန်မယ်နော်ဒီချန်နဲ့ကြော်များတွေကလှုပ်နေပြီးတော့ပိုးတို့ကဒီပါတီမှာလာပြောနေဆိုတာမဖြစ်တဲ့ုံနဲ့တူတယ်ဟုတ်တယ်ပြီးရင်ကိုတော်မောင်ရှာပြီးတော့ပြန်ဖို့ခံရနေကြပါဦးကွာငါတို့ခုမှဒီကိုရောက်တာလေပါတီပွဲလေးကိန်းမှပြန်ကြတာဘောကွာအေးစေးပေါ့ဟုတ်တယ်တက်မြတ်ပြောမယ်နဲ့ဒီမှာအေးစေးစားတောင်းပြီးတော့ပြန်ကြတာပေါ့ဟိုရေဝင်းနေရှင်ရဲ့စိတ်နောက်တိမှန်ပြူတာဖြစ်စေရလေဒါပေမဲ့လည်းဘူးကြီးဟာရှင်ယူဝေးတွေးနေပါနဲ့ငါတို့ဒီလူတွေဘယ်လောက်ထိလှုပ်လှုပ်ပေးထားရဲဆိုတာနည်းနည်းသိတာပဲဒီတညတည်းပါဟာဒီချေတဲ့နားတယ်ပဲပါနော်ကဲပါအခုချိန်မှာအလုပ်ကိစ္စကိုမေ့ပြီးတော့ကိုတို့ပြောလိုက်ကြအောင်နော်အမေချင်းနေပုံမှန်မလား ဟုတ်ကဲ့ပုံမှန်ပါပဲဆရာဟိုထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိသေးပါဘူးမင်းရောပါတီဘုံမတော်လား ဟိုသွားချင်မမေကြီးကိုကြည့်ဖို့ကဘယ်သူမှမရှိဘူးလေဆရာအဲ့ဒါကြောင့်မသွားတာပါ တော်ရင်တော်လိုက်တခုသွားစားလိုက်ပေါ့အမေလည်းပုံမှန်ချင်းနေဖြစ်နေတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာHappy birthday Ruby ဝင်းနေရနေစားတယ်အမြဲတမ်းပျော်ရွှင်နိုင်ပါစေ Thank you. Happy birthday to you. Happy birthday to you. Happy birthday dear Ruby. Happy birthday to you. ကဲအားလုံး cheer ဘယ်နဲ့ချီอ่ะအခုလို Ruby ရဲ့မွေးနေ့ပွဲကိုတက်ရောက်ပေးကြတဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းများအားလုံးကိုရော Ruby ရဲ့16နှစ်ပြည့်မွေးနေ့ပွဲကို Ruby ကနောက်တာပါဟုတ်ပါတယ်
ဟိုရူဘီမွေးနေ့ပွဲကိုခါတိုင်းနဲ့မတူအောင်ပြင်ဆင်ပေးတဲ့မောင်လေးချမ်းမျိုးနဲ့အဖွဲ့သားများအားလုံးကိုရောပြီးတော့ရူဘီကိုမွေးနေ့လက်ဆောင်ဖြစ်ဆွဲကြိုးလလလေးပြီးတဲ့ကိုကိုရောအရန်ကျေးဇူးတင်ပါတယ်လို့ဒါနဲ့ရူဘီကအားလုံးကိုလေပြင်သစ်စာနဲ့အခက်မှာဆိုတော့သုံးသားဟင်းကိုကြက်ရလိမ့်မယ်လို့ထင်ပါတယ်နော်ရန်ကုန်ကယူလာတဲ့ဝိုင်ကောင်းစားရင်လည်းရောက်နေပြီဆိုတော့လေအားရပါသုံးဆောင်ရင်းနဲ့ရူဘီရဲ့မွေးနေ့ပွဲကိုဖျက်ဆီးကြအောင်နော်ကိလီခွဲတယ်ဟယ်လိုတာနေကောင်းလားတာစင်ဝင်ပြန်သေးဘူးလားတာဟုတ်ကဲ့မေမပြန်ဖြစ်သေးဘူးမမေရောနေကောင်းတယ်မလားမမေတော့ကိုပြောချင်ရှိလို့လေမပြောလေဒါအခုအပြင်သွားနေလို့မေအေးပါမြင်မြင်ပြောမှာပါတာရဲ့ဟွာလေတာစင်ဝင်တင်တန်းသွားတက်မရက်ကိုတပတ်တွင်းမေမရောက်နိုင်ဘူးတာဒီမှာတစ်လောက်တော့အချိန်ယူရလိမ့်မယ်တာဒီမှာသူ့စံလုံငယ်တိတ်ကိုရှုပ်ဟယ်လိုဟာဖုန်းလိုင်းတော့သွားပြန်ပြီကွာသူလဲကျော်မြလားကျော်မြလားဒီအော်အိုးကျွန်တော်ကြောက်ပါဒီချေကျော်မြဟာဘလို့ဒီရောက်နေလဲကျော်မြဟဲပြန်အော်ဒုက္ခပါနားကြချေဘလို့ဒီရောက်နေလဲလာ
မင်္ဂလာပါ ဟုတ်မင်္ဂလာပါ ကျွန်တော်နာမည်တင်းမြတ်စောပါဒီကနာမည်က ကျွန်မနာမည်နော်အေးလာပါ တွေ့ရဝန်သားပါတယ်ဒေါ်ရူဘီခင်ရဲ့မွေးနေ့ပါတီကအရန်ခဏပါပဲနော် ဟုတ်တယ် ဒီရင်ရပဲလားဟိုဒေါ်ရူဘီခင်နဲ့ဘယ်လိုပတ်သက်လဲဆိုတော့သိခွင့်ရှိပါလား ကျွန်မဒီမှာ nest တယောက်အနေနဲ့လှုပ်လှုပ်တာလေ Ness ဘယ်သူ့ကိုပြုစုပေါ်လဲ ကျွန်မသွားရမယ်ဘိုင်ဟဲ့ဟိုကောင်ကြော်များတနာပါတယ်ကွာဒီကောင်ဒီဘွဲကိုမလိုက်လာနောက်နောက်ရမှသိကြတယ် ငါဒီပွဲကိုလိုက်လာမိရတော့နောက်နာရ အဲ့မော်လေကွာမင်းဒီမှာထိုင်းဘာလုပ်မှာလဲငါနဲ့တူလာကဆန်းပါကြောက်ရွံ့လို့ထိုင်းနေပါနဲ့ငါတို့ကြောင်းတော့ပေါ်ခဲ့တယ်လို့ဖြိုးဖြိုးနေသမ်းပါကွာအဲ့မော်ရငါတို့ညဘက်ကြီးအပြင်နေလျှောက်သွားတော့မှတ်မိသေးလားအဲ့တော့မင်းနဲ့ပူကြီးနဲ့အမြဲတည်းတွဲနော် ဟဲ့မပြီးခဲ့ရပြန်ပြောစမ်းပါလေကွာငါဒီပွဲကိုလိုက်လာမယ်အစားငါဟိုမှာတစ်ခုလုပ်နေရမှာငါတို့အကျိုးရှိအောင် ပြီးခဲ့တယ်လို့ပြောစမ်းပါလေကွာမင်းပူကြီးကိုချစ်နေတော့ဝဲဆိုတာငါသိတယ်သူကမင်းရဲ့ပထမဆုံးနဲ့နောက်ဆုံးချစ်လေကွာမင်းသူ့ကိုမေးလို့ရဖို့အတွက်ခီးရလျှောက်ထွက်နေငါမသိဘူးပဲထင်တယ် ရောင်ဖြစ်တယ်မင်းကအခုကြောက်ရလဲအချက်တသနာပညာရှင်ကြီးပါလားဟင်မင်းကလေတတ္တဗေဒပညာရမှလည်းညံ့တာမဟုတ်မင်းကအချက်ဗေဒပညာရမှအတော်လေးကိုမစွန့်နဲ့မင်းထင်ရလျှောက်ပြောမိနေကောင် ဟဲ့ငါအကဗေဒပညာရက်မှာတော့ဆရာတစုပဲနော်မကြည့်ရဟဲ့ ဟိုစမ်းပါကွာထိုင်စမ်းပါမင်းပေါင်းရိုက်မင်း အဲ့ဒါမင်းကောက်သက်သေရပါ ငါဘာလို့သက်သေပြမှာလဲ မင်းပိုးကြီးကိုမချစ်တော့ပါဘူးဆိုတော့သက်သေပြဒီဘက်မှာစကီလေးအများကြီးမတွေ့လား အဲ့ဘာဖြစ်လို့ အဲ့ဒီတယောက်ကိုမင်းကောက် easy ကလေးလုပ်ပြအဲ့ဆိုရင်မင်းပိုးကြီးကိုမချစ်တော့ပါဘူးဆိုတော့မရှုံးနိုင်ဘူး မင်းရတယ်ငါဘာလို့လုပ်ရမှာလဲမင်းဘာဆိုင်လို့လဲ ဟဲ့ဘယ်ဝါရနေအောင်လှမ်းကြည့်လိုက် easy ကလေးလုပ်လို့ရပဲပုံမှန်တော့မင်းရှိုးနေကြတယ်ထိုင်ပါတော့ ဖဲဝဲကြရင်ကားဖို့အတွက်ကိုယ်တိုင်ကားတင်မိမယ် အာဖြစ်ပါမလားကိုရဲ့ပိုးမကတဘူးပြီးတော့ကိုတခါမှလည်းမကဘူး ဟောပိုးကလည်းဒါအတင်လို့မတတ်တဲ့ပညာမှမဟုတ်တာကိုကားရတဲ့လိုက်ကနော် အာဟိုကိုကလည်းမကကြမှာဟိုဒီမှာလူတွေအများကြီးပဲရှက်စရာ ဟုတ်ပါတီကျရင်ပို့လူတွေအများကြီးရှိမှာကားမှာလာရှက်မင်းနဲ့ကိုတင် အာမလုပ်ပါနဲ့လူတွေအများကြီးရှိမှာကမှာတော့ဟုတ်ပါတယ်နေပါဦးကိုဘယ်တော့ကတက်သွားဘယ်တော့ကတင်လိုက်တာ ကိုမေကကားတင်တဲ့ဆရာမလေးကိုငယ်လေးရတင်ပေးတာ အဲ့လိုလား ဟွန်း အဲ့ဆိုလို့ရှိရင်ဖေးဝဲကြလို့ရှိရင်ကိုလေးပုံးတဲ့လူကနော် ဘာအဲ့ဒါလေကိုကလေပုံးတဲ့လူကမယ်ကမှလည်းမကလားကမှလည်းမကလားကမှလည်းမကလားအာကမှလည်းမကဘူးလားကပုံးတဲ့လူလိုက်ကနော်ကမှလည်းမကဘူးလားရ တော်သေးတာကိုကြုံရရဲ့တီချရာတန်တုံးနေဆိုတော့မင်းတော့ဒုက္ခရောက်ပြီဘာဖြစ်လို့အဲ့နာမှာကုတ်ချောင်းသွားလုံနေရလဲကွာ အာတီချေရုပ်ရရောက်လာမယ်မမသိမှမသိတာတီချေပြီးတော့တီချေလက်ထားတော်တော်ပြင်းတယ်တီချေပြောလို့တန်တုံးနေတာဆိုရင်တော့ကျွန်တော်တို့သွားပြီ မင်းကိုကြော်မြနှားခေါ်မင်းအတန်းလေးပါလေးပေးပါလားတီချတဲ့တယောက်တည်းဆိုတော့ချွတ်အတန်းကြတော့နည်းတော့လန့်တာပေါ့ကွာဒီစမ်းမမင်းအဲ့နာမှာဘာလေးလုံနေတာချွတ်နဲ့ ဟိုနေ့ကတွေ့ခဲ့တဲ့ရင်နဲ့ပတ်သက်ပြီးတော့တဲလုံသားတစ်ခုများကြမ်းခဲ့မလားလို့ရှာကြည့်နေတာဟိုကားဘာမှာဘုံမှာဟိုဓာတ်တက်ကျွန်းတွေကန့်နေတယ်တီချေ ဘလို့ ဟုတ်တယ်တီချေကျွန်တော်ပြတာတစ်ခုရှိတယ်
ကျွန်တော်ရန်ကုန်မှာရှိတဲ့ဟိုတဘာဝလုံးနဲ့တိတ်ပံလေးဝယ်တဲဖို့အကြောင်းတွေလေ့လာတဲ့ group မှာအဖွဲ့ဝင်လာတဲ့တချေငါလေးတချေဟိုသူတို့တွေကဟိုတစီတရေတို့ဂျိုးသားတွေရဲ့ကျူးကျော်မှုတို့အဲ့လိုအကြောင်းတွေစိတ်ဝင်စားတဲ့လူတွေFacebook မှာ page တွေထောင် group တွေဖွဲ့ထားတယ်မျိုးလေတချေသိတယ်မလား ချုံမြမင်းတို့အချိန်နေပို့တာပဲနော်သူတို့ယူချင်အောင်လုပ်တယ်မရှောက်လုပ်နေတာပဲလားဟလား ဒါတွေကမယုံလို့မရဘူးလေတချေဟိုကျွန်တော်ကဘာမြေကြီးမှာရုပ်ရှင်ဆန်တဲ့အဖြစ်အပျက်တွေကဟိုတနေရှာဖြစ်လာတာဟိုအားကြောင့်မင်းညကားနဲ့တိုက်ခဲ့မိတယ်ဘာမှမသိတဲ့ကိစ္စအကြောင်းကျွန်တော်တေချာလေးလာကြည့်ဖို့လုပ်နေတာဟိုပြီးတော့ဟိုလွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်ကဒီမီမနာတဝိုက်မှာလူနဲ့တိလိษံတွေထူးဆန်းစွာပျောက်ဆုံးနေတယ်လို့ကျွန်တော် group တွေကပို့တွေတင်လာကြတယ်တချေဒါတွေမီဒီယာတွေကလည်းမသိကြဘူးဒါမှမဟုတ် view site တာလည်းဖြစ်မှာပေါ့ပြီးတော့ဒေသခံလူတွေကလည်းအရေးကြီးမရှိကြဘူးလေဒါပေမဲ့ကျွန်တော်အဖွဲ့တွေကလူတွေကတော့ဒီဖြစ်ပျက်ရဲ့နောက်မှာထူးဆန်းတဲ့တဘာဝလုံးကိစ္စတစ်ခုဖြစ်နေပြီလို့ထင်နေကြတယ်တချေပြီးတော့မင်းညအင်းဒီဖေနဲ့ရွာသားတချို့ကျွန်တော်စကားပြောကြည့်တော့သူတို့စီမှာအခုရက်ပိုင်းတွင်ဒီလိုထူးဆန်းတဲ့ပျောက်ဆုံးမှုတွေဖြစ်နေတယ်လို့ပြောတယ်တချေ ဟုတ်ပါဘူးအဲ့လိုကိစ္စတွေတကယ်ရှိနေဆိုရင်တဘာဝလုံးကိစ္စလို့မင်းဘယ်လိုလုပ်ယူဆလို့ရမှာလဲသူကတမယိုးကြပျောက်တာလည်းဖြစ်ရင်ဖြစ်နေတာပဲချုံမြရဲ့မင်းအတွေ့အကြုံတိတ်လုံနေပြီနော် တခြားတော့မသိပါဘူးတချေဒါပေမဲ့ကျွန်တော်ဒီကိုမလာခင်နဲ့ဒီကိစ္စကိုရမ်းစိတ်ဝင်စားနေရနော်ကျွန်တော်ဒီကိုရောက်လာတော့လေဒီမှာတကယ်ကိုထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုခုဖြစ်နေပြီလို့ကျွန်တော်ထင်နေတယ်တချေ ချုံမြမင်းဒီကိုရောက်လာတဲ့အကြောင်းကလေဒီချဲတို့သူ့တင်သားစိတ်ဝင်စားလို့တငယ်ချင်းနဲ့စုံညင်လို့မင်းလိုက်လာတာမဟုတ်ဘူးမင်းကိစ္စတွေမင်းလိုက်လာတာခလား ဟိုအဲ့လိုလည်းမဟုတ်ပါဘူးတချေဟိုအဲ့အကြောင်းလည်းပါပါတယ်ဒါပေမဲ့ကျွန်တော်အခုပြောနေတဲ့အကြောင်းတွေရတယ် တော်ပြီကြော်မြရေမင်းဒီအယူလောက်တွေဆက်လုပ်နေမယ်ဆိုရင်မနေ့ကရန်ကုန်ပြန်ဖို့မင်းပြင်ထားလိုက်တော့ ဟုတ် ဝေါ်ကီတိုကီနိုင်ခွဲလောက်ရှိပြီဆက်သွယ်မရမင်းတို့ကဘာလို့မပြောတာ ဟိုကျွန်တော်လည်းဒီကိစ္စအဲ့လောက်အရေးကြီးမှမသိလို့ပါစေ ဒီနေရာဒီကောင်နောက်ဆုံးဆက်သွယ်ရတဲ့နေရာလား ဟုတ်ပါတယ် ရှာခေါ်အဲ့ဒါဆို တော့ဟိုကောင်စားပဲစေ ဟဲ့မငါတို့လူမလား 对啊，你应该看你了。我ကျွန်တော်အကိုက်မခံပါဘူးဆရာ 对家路了。 ဟုတ်သိရပါတယ်ဆရာသိရပါတယ် မင်းတိုင်ကမင်းပြန်စစ်ကြည့်အောင်ရောက်တယ်လေရတယ်မင်းသားတွေအကုန်လုံးလက်စားဖြောက်ခဲ့တယ်ဘယ်မှမရဲမိစေနဲ့ဟုတ်ကဲ့ဆရာဟုတ်ပါနော်ဟုတ် ဆရာပွဲမပြီးခင်ခေါ်လိုက်ရတဲ့အတွက် sorry ပါ
အမေအိတ်ခင်းလေးလေးပဲဆိုတော့နော် ရပါတယ်ဆရာဘာဖြစ်နော်လာဒီမှာရှိနေရမှာပဲလေ စောင်းစားခဲ့ရလားပြောစရာတွေရောတွေ့ခဲ့လား မတွေ့ခဲ့ပါဘူးဆရာရဲ့ဟိုနော်လာအေးခင်းလေးထားလိုက်မယ်နော်ဆရာ good night တို့အဲ့ဒီအားလုံးပြန်သွားရလားရူဘီယော အဲ့ဒီအားလုံးပြန်သွားပါပြီဆရာသူတို့ငါဖွဲ့ကိုလည်းကျွန်တော်လိုက်ပို့လိုက်ပါတယ်မမလေးကတော့အိမ်ခန်းထဲပြန်ရောက်သွားပါပြီ မင်းကဘာပြောရရှိဆရာလိုက်ကြည့်မှဖြစ်မယ် present တွေကိုမနှက်ကြမှဖောက်မယ်နော် ဟုတ်ကဲ့မလေး တော်လုံးဘူးဒီနေ့လုပ်တဲ့အခမ်းအနားအပြင်စင်တဲ့အစားအသောက်တွေအရန်ကောင်းတယ်လို့မထင်ဘူးလား ဟုတ်တာပေါ့မလေးရဲ့ ချမ်းမိုးကတော်တော်အားကိုးရတာကိုကိုရောဝင်းနေစားတွေကကိုကိုပြောင်းနေတာဘယ်တွေသွားနေတာရှင်သိလား မသိဘူးမလေး မေးလိုက်ဘာမှမသိကိုကိုဘယ်ရောက်သွားတော့မ ဒီလောင်းစဖြောက်လိုက်တော့ ဟုတ်ကဲ့ပါဆရာ Yeah.